အားလုံးပဲမင်္ဂလာပါခင်ဗျာ The Deep Dive ကနေပြန်ကြိုဆိုပါရစေ မင်္ဂလာပါ ဒီနေ့မှာတော့အချင်းစက်ကိုနည်းနည်းလောက်နောက်ပြန်ဆိုပြီးတော့19ရာစုအစောပိုင်းမြန်မာပြည်ကိုခရီးအတူတူတွားကြည့်ကြအောင် အပြောင်းလဲဒီအများကြီးဖြစ်ခဲ့တဲ့ကာလနော် ဟုတ်တယ်အဲ့ဒီအပြောင်းလဲတွေကတစ်ခုဖြစ်တဲ့ Christian သာသနာမြန်မာပြည်ကိုဘယ်လိုစရောက်လာတယ်လဲအထူးသဖြင့် American နေချင်း Christian သာသနာပြုအဖွဲ့ရဲ့အခြေချမှုတမိုင်းကိုဒီနေ့မှာအသေးစိတ်လေ့လာကြည့်ကြမှာပါ ဟုတ်ကဲ့ဒီအကြောင်းအရာတွေကို Christian Missions in Burma ဆိုတဲ့စာအုပ်ထဲကအခန်းတစ်ခန်းကိုအခြေခံပြီးပြောပြသွားမှာပါ ဇလန်ရဲ့အဓိကဇာတ်ကောင်ကတော့သာသနာပြုဆရာ Adoniram Jepson ပေါ့သူရဲ့ခရီးကတကယ်ကိုရုပ်ရှင်ရရမယ့်ဇလန်တပုလို့ပဲ ဟုတ်ပါတယ်သူ့အကြောင်းမပြောခင်အဲ့ဒီခေတ်ရဲ့နောက်ခံလေးကိုနည်းနည်းလောက်ပြောပြချင်ပါတယ်19ကြာစုစောပိုင်းအမေရိကမှာလေဘာသာရေးနှိုးချမှုလိုင်းကြီးကြီးအရန်ခင့်နေလာချင်း Oh Great Awakening လို့ခေါ်တာအဲ့ဒါလား ဟုတ်တယ်လူတွေကပြည်ပသာသနာပြုဖို့ကိုအရန်စိတ်ကားထက်တန်နေကြတာအဲ့ဒီအချိန်ကအင်္ဂလိပ်သာသနာပြုတွေကလည်းအိန္ဒိယကိုသွားချင်ရင်အမေရိကန်ကိုဖျက်သွားရတာများတော့အမေရိကန်တွေကဒီလုံကိုင်းနဲ့ပို့ပြီးထိတွေ့မှုရှိလာတာပေါ့ဒီလိုနောက်ခံမှာပဲ Adoniram Jackson ဆိုတဲ့ Congregational Church ကဘာသာရေးကျောင်းဆင်းလူငယ်တယောက်ကသူ့ဘဝကိုဒီအတွက်ပဲမြုပ်နှံဖို့ဆုံးဖြတ်လိုက်တယ် သူရဲ့စိတ်အားထက်သန်မှုကနေပဲ American Board of Commissioners for Foreign Missions ဆိုတဲ့အဖွဲ့ကြီးပေါ်လာတာနော် မှန်ပါတယ်အမေရိကရဲ့ပထမဆုံးပြည်ပသာသနာပြုအဖွဲ့ကြီးပေါ့ ကဲသူရဲ့ခရီးဘလို့စတယ်လဲကြည့်လိုက်အောင်ဇလန်အစမှတင်တော်တော်လေးအခက်ခဲတွေနဲ့စတာပဲ ဟုတ်တယ် အိန္ဒိယကိုသာသနာပြုဖို့ထလာတဲ့ခရီးမှာပြင်းထန်ပင်လေဒါပြတင်ဘောကဖမ်းသွားပြီးတော့6ပတ်လောက်အချုပ်ခံလိုက်ရသေးတယ် အစကတည်းကကံမကောင်းဘူးနော် ဟုတ်တယ်လွတ်လာတော့လေလန်ဒန်သာသနာပြုအသင်းနဲ့ပေါင်းဖို့ကြိုးစားတာအဆင်မပြေပြန်ဘူးနောက်ဆုံးတော့သူ့ရဲ့အမေရိကန်အဖွဲ့ကပဲသူ့ကိုအိန္ဒိယစီဆေးလွတ်လိုက်ရတယ် အဲ့ဒီသင်္ဘောခရီးမှာပဲသူ့ဘဝကိုလမ်းကြောင်းပြောင်းစီမဲ့ဖြစ်ကြီးတစ်ခုဖြစ်ခဲ့တယ်။ तू ကအဲ့ဒီချိန်မှာ Congregationalist တွေလောက်လေ ဟုတ် ဆိုတော့သင်္ဘောပေါ်မှာနှစ်ချင်းခရီးရန်နေနဲ့တွေ့ရင်ခလဲတွေကိုရင်းနှချင်းပေးတာမှန်သလားဆိုတဲ့အကြောင်းကိုညှင်းခွန်ဖို့ကျန်းစာတွေပြင်ဆင်နေကြတာ ကျူတင်ပြင်ဆင်နေတာပေါ့ ။ဒါပေမဲ့အဲ့ဒီအကြောင်းကိုလေ့လာရင်နဲ့ तू ကင်ဆွဲထားတဲ့အယူဆကမှားပြီးနှစ်ချင်းခရီးရန်တွေရဲ့အမြင်လက်မှတ်နဲ့ဆိုတာကိုသူကိုယ်တိုင်လက်ခံထားတယ် ဟောကိုယ်တိုင်လေးလာရင်နဲ့ကိုယုံကြည်ချက်ကိုပြန်ပြင်လိုက်တာပေါ့ ။ဟုတ်တယ်ဒါကတော်ယုံလို့လုံနိုင်တာမဟုတ်ဘူးဆိုတော့ကာလကတ္တာနာကစီရန်ပူမြို့ကိုရောက်တဲ့အခါသူရောသူဇနီးပါနှစ်ချင်းမင်္ဂလာကိုခံယူလိုက်ကြတယ် ဆိုတော့ तू က Congressional ဖွဲ့ကလွတ်လိုက်တဲ့သာသနာပြုဒါမဲ့လမ်းမှာနချင်းခရစ်ယာန်ဖြစ်သွားတော့သူ့ကိုလွတ်လိုက်တဲ့အဖွဲ့နဲ့အဆက်ပြတ်သွားတဲ့သဘောပေါ့ အဲ့ဒီလိုဖြစ်သွားတာ ဒီနောက်မှာတော့နောက်ထပ်ပြဿနာတစ်ခုတက်လာပြန်ရော ဟုတ်တယ် British Asia India Company ကသာသနာပြုတွေကိုသိမကြိုက်ဘူး ဟုတ်တယ်သူတို့ကသာသနာပြုတွေဟာဒီဇက်ခန်တွေကိုပုံကန်အောင်လုံဆော်နိုင်နေဆိုပြီးသူတို့နေမြေကနေနင်းထုတ်ဖို့အမိန့်ထုတ်ကြတာပဲ ဆိုတော့ Justin လည်း India မှာဆက်နေလို့မရတော့ထွက်ပြေးရတယ် နောက်ဆုံးမှာတော့ရန်ကုန်ကိုသွားမဲ့တင်ပေါ်တစီတွေ့ပြီးအဲ့ဒီပေါ်တက်လိုက်ရင်1873ခုနှစ်ဇူလိုင်လမှာမြန်မာပြည်ကိုရောက်လာခဲ့တယ် သူရဲ့မူလပန်းတိုင်ကမြန်မာပြည်လုံးဝမဟုတ်ခဲ့ဘူး မတော်တဆရောက်လာပဲဆိုရမှာပေါ့ အဲ့ဒီမတော်တဆရောက်လာခြင်းကပဲသမိုင်းကိုပြောင်းလဲစေခဲ့တာပါ Justin ရဲ့အယူဝါဒပြောင်းလဲမှုနဲ့မြန်မာပြည်ရောက်သွားတဲ့အကြောင်းကို American ကနှစ်ချင်းခရစ်ယာန်တွေကြားတော့ အော်သူ့ကိုထောက်ပံ့ဖို့ဖွဲ့လိုက်ကြတာလား ဟုတ်တယ်ချက်ချင်းပဲအဖွဲ့တစ်ဖွဲ့ရှိလိုက်ကြတယ်အဲ့ဒီအဖွဲ့ကနေပဲဒီနေ့အထိရှိနေတဲ့ American Baptist Missionary Union ဆိုတာဖြစ်လာတာပေါ့ ဆိုတော့အင်္ဂလိပ်သာသနာပြုတွေစခဲ့တဲ့ရန်ကုန်ကလုပ်ငန်းခွင်ဟာ American နိချင်းခရစ်ယာန်တွေရဲ့လက်ထဲကိုအလိုလိုရောက်သွားခဲ့တာပေါ့ တိတိကျကျပဲမတော်တဆဖြစ်ချက်တစ်ခုကနေအဖွဲ့အစည်းကြီးတစ်ခုပေါ်ပေါက်လာတာတကယ်ကိုထူးခြားပါတယ် မြန်မာပြည်ရောက်ချင်းမှာတော့သူ့ရဲ့အဓိကလုပ်ငန်းကဘာသာစကားတင်တာပဲဖြစ်မှာပေါ့နော် ဟုတ်ပါတယ် သူကမြန်မာတတာကျမ်းနဲ့အဘိဓမ္မာကိုပြုစုခဲ့တယ်။အိုးစရာကောင်းတာကသူ့ရဲ့အဲ့ဒီစာအုပ်တွေကိုအခြေခံထားတဲ့စာအုပ်တွေကိုဒီနေ့ခေတ်အထိနိုင်ငံသားတွေတုံးနေကြတော့မယ် ဟင်းဒါကသူ့ရဲ့အဓိကအမွေအနှစ်ဒီထဲကတစ်ခုပဲ ။သူကမတဲခရစ်ဝင်ကျမ်းကိုစဘာသာပြန်တယ်။သူ့ဇနီးကလည်းမြန်မာစကားကိုကျွမ်းကျင်ပြောနိုင်ခဲ့တယ်လို့ဆိုတယ် ဟုတ်တယ်ဒါပေမဲ့တိုးတက်မှုကအရင်နေတယ်ခုနှစ်လောက်ကြာမှမြန်မာလူမျိုးနှစ်ချင်းခရစ်ယာန်10ယောက်ပဲရှိသေးတယ် ။ဘာဖြစ်လို့လဲ။အဓိကအခက်အခဲကဘာဖြစ်မလဲ အဓိကအခက်ခဲကအကြောက်တရားပါပဲ ။အော် ခရစ်ယာန်ဘာသာကိုကူးပြောင်းလိုက်ရင်အစိုးရမင်းများရဲ့အပိပေးတန်ခတ်မှုကိုခံရမှာကိုလူတွေကအယမ်းစိုးရိမ်နေကြတာအဲ့ဒီခေတ်ကဘာသာပြောင်းနေဆိုတာက ကိုလိုဖွဲ့စီကိုသစ္စာဖောက်တာနဲ့တူတူပဲလို့အမြင်ခံရနိုင်တာပေါ့ ဟုတ်တယ်ဒီပြဿနာကိုဖြေရှင်းမှု Jackson ကတော်တော်လေးစက်တိရှိတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ် ။ဘာလို့လိုက်လဲ မ
မြန်မာပြည်ဆံမြန်းရနေပြတော့အင်းဝါကိုတိုက်ရိုက်သွားပြီးဘာသာရေးလွတ်လပ်ခွင့်ပေးဖို့အတနာခံစာတင်မယ်ဆိုပြီးဆုံးဖြတ်လိုက်တာ ဟာဘယင်ကိုတိုက်ရိုက်တွေ့မယ်ဆိုတာကအဲ့ဒီခေတ်အနေထားနဲ့ဆိုရင်တော်တော်လေးအရန်ဆွန်ဆိုင်ရဂျာမနီဘူးလား အရန်ဆွန်စားရကြပါတယ်သူကအနောက်တိုင်းအတွေ့ခေါ်နေဆိုတော့အကျိုးကြောင့်နဲ့တင်ပြလေအုတ်ချုပ်သူကနားထောင်လိမ့်မယ်လို့မျှော်လင့်ခဲ့ပုံရတယ်သူကဘာသာရေးဆရာမန်းတီးတာအောင်အဖြူရောင်ဝတ်ယုံရှည်ကြီးဝတ်ပြီးနန်းတော်တွေဝင်သွားခဲ့တယ် အဲ့ဒီအခန်းကိုမြင်အောင်ကြည့်လိုက်တာနဲ့တင်ရင်တမမဖေးရတယ် ဘရင်မင်းမြတ်ကိုသူ့ကိုယ်တိုင်ရေးထားတဲ့ဘာသာရေးစာတမ်းငယ်လေးကိုဆက်တက်လိုက်တယ် ဘယင်ကတော့ဘယ်လိုတုံ့ပြန်လဲ ဘရင်ကစာတမ်းကိုကောက်ကင်ပြီးစာကြောင်းနဲ့ဖတ်ကြည့်တယ်ပြီးတော့မျက်နှာမှာမနှိမ့်မြို့တဲ့မူရကောက်လာပြီးစာတမ်းကိုမြေကြီးပေါ်ပစ်ချလိုက်တယ် အော်လုံးဝအလုံးမခက်ခဲဘူးပေါ့ လုံးဝပရာဇီယာဖြစ်သွားတယ်ဒီထက်ဆိုတာကသူ့ရဲ့တပည့်တယောက်စာတန်းတွေဝင်ကားလို့အဖမ်းခံရပြီးငွေအများကြီးပေးပြီးမှပြန်ရွေးခဲ့ရတယ် အခြေအနေကတော်တော်လေးအန်တရမြတာပဲ ဟုတ်တယ်ဒီအချက်ကစာအုပ်ရေးပဲသူရဲ့အဓိကအငဲခုံတစ်ခုနဲ့တိုက်ရိုက်ဆက်ဆက်နေတာပါ ဘယ်လိုဆက်ဆက်နေတာလဲ သူကဗုဒ္ဓဘာသာဟာနှိမ့်ဆက်ညင်ပန်းတတ်တဲ့ဘာသာမဟုတ်ဘူးဆိုတဲ့အနောက်တိုင်းကအယူဆဟာအဲ့ဒီခေတ်မြန်မာပြည်ရဲ့တမိုင်းနဲ့ပတ်သက်လိုက်ရင်လုံးဝမမှန်ဘူးလို့ထောက်ပြတယ် ဥမာအနေနဲ့ကို ဥပမာမင်းတို့မဲလက်ထက်မှာပရမတ်ယူဝါဒကိုပြင်းပြင်းထန်ထန်နှိနှင်းထတာမျိုးတွေရှိခဲ့တယ် ဂျက်ဆန်တို့ရဲ့မတ်တန်းတွေရလဲဘာသာကူပြောင်းသူတွေဟာအစိုးရရဲ့ဖိနှိပ်မှုကိုကြောက်ရွံခဲ့ရတယ်ဆိုလားရှင်းနေတာပဲ တစ်ဖက်ကပြန်တွေးကြည့်ရင်လေဖင်းရတော့ဒါကနိုင်ငံသားတယောက်ကသူ့ရဲ့အဓိကယဉ်ကျေးမှုအခြေခံဖြစ်တဲ့ဘာသာတရားကိုလာစိန်ခေါ်တယ်လို့မြင်နိုင်တာပဲနော် တိတိကျကျပါပဲဘယင်ဆိုတာကသာသနာ့တာရဲ့ကားလည်းဖြစ်နေတော့ဘာသာခြားတစ်ခုကိုလွတ်လပ်ခွင့်ပေးလိုက်တာဟာသူ့ရဲ့အုပ်ချုပ်မှုအာဏာကိုပါထိခိုက်နိုင်တယ်လို့ယူဆခဲ့ပုံရပါတယ် ကဲဒီနေရာကနေဇလန်ကပိုပြီးကျန်းတန်းလာပါပြီဂျက်ဆင်ဒုတိယကြိမ်နေပြည်တော်ကိုရောက်ပြီးမကြောက်ခင်မှာပဲ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကြီးဖြစ်ပွားခဲ့တယ် ဟုတ်တယ်အဲ့ဒီမှာတော့အခြေအနေကကဆိုးအဆင့်ကိုရောက်သွားတော့တာပဲဂျက်ဆင်တူလိုဖော်ကန်ဖတ်ဒေါက်တာပရိုက်စ်နဲ့တခြားဥရောပတိုက်တာအားလုံးကိုတူလျိုဒီဆိုပြီးဖမ်းလိုက်တယ်21လကြာထောင်ချထားခဲ့ရမတန်းနေဒီမှာတော့ပြောမရနိုင်တဲ့ဒုက္ခဆင်းရဲတွေကိုခံစားခဲ့ရတယ်လို့ပဲရေးထားတာ ဒီနေရာမှာဂျက်ဆန်ရဲ့ဇနီးဖြစ်သူအန်ဂျက်ဆန်ရဲ့အခမ်းအနားကတကယ်ကိုမယုံနိုင်စရာပဲ ဟုတ်ပါရဲ့ तू ကကိုဝင်အရင်အမားနဲ့ဒါပေမဲ့နေ့တိုင်းအာနာပိုင်တွေကိုလိုက်လပ်ထိုးတောင်းပန်ပြီးထောင်ထဲကိုအစားထောက်တီပို့ပေးခဲ့လို့သာဂျက်ဆင်တို့အသက်ရှင်ခဲ့ကြတာ အဲ့ဒီကာလာအတွင်းမှာပဲသူတို့သမီးလေးကိုမွေးခဲ့တာနော် ဟုတ်တယ်အဲ့ဒီမွေးခါးစားသမီးလေးကိုချီပြီးထောင်ထဲထိလိုက်လာတဲ့မြင်ကွင်းကတကယ်ကိုစိတ်ထိတ်ခိုက်စရာပါပဲ ဟုတ်ပါတယ်အဲ့ဒီထက်ပိုဆိုတာကသူတို့ကိုအင်းဝါထောင်ကနေအောင်ပင်လဲဆိုတဲ့တေရန်ကြထောင်ကိုရွှေ့ပြောင်းတဲ့ခရီးပဲနေခင်းကြောင်တော်ပူလောင်တဲ့တဲတောင်ပင်ပေါ်မှာခြေပလားနဲ့ခေါင်းဆောင်မပါပဲလမ်းလျှောက်ခိုင်းခဲ့တယ် အော် ဂရီလူမျိုးအကျဉ်းသားတရားဆိုအပူရမခံတိုင်ပဲလမ်းမတင်တေဆုံးသွားခဲ့တယ် အဲ့ဒီမှာဂျက်ဆင်ရဲ့အသက်ကိုဘင်္ဂါလီအစိတ်ခန့်တယောက်ကကဲ့ခဲ့တဲ့ပုံရိပ်ကတကယ်ကိုဆွားသွားစေတယ် ဟုတ်တယ်အဲ့ဒီအစိတ်ခံကသူ့တခင်ကိုရောဂျက်ဆန်ကိုပါကူညီဖို့သူ့ခေါင်းပေါင်းကိုနှစ်ပိုင်းဆွဲထည့်ပြီးတပိုင်းကိုသူ့တခင်ကြံတပိုင်းကိုသွေးရီထက်နေတဲ့ဂျက်ဆန်ရဲ့ခြေထောက်တင်မှာပတ်ဖိခဲ့လို့တယ် ဒုက္ခရောက်နေတဲ့အချိန်မှာလူသားအချင်းချင်းကူညီလိုက်တဲ့ဒီလိုလိုရက်လေးတွေရောတကယ်ကိုတန်ဖို့ရှိတယ် ဟုတ်တယ် ဒီလိုဒုက္ခပင်လေဝင်နေတဲ့ကြားကပဲဂျက်ဆန်ရဲ့တဘောကလုံးစာစူးစမ်းအားထုတ်မှုတစ်ခုကိုတော့ကဲ့တင်နိုင်ခဲ့တယ် ဗာများလဲ သူဘာသာပြန်ထားတဲ့ဓမ္မသစ်ကျမ်းစာမူကျမ်းပါပဲသူကအဲ့ဒီစာမူကိုသူ့ခေါင်းအောင်ထဲမှာဝစ်ထားခဲ့တာ အော် ထောင်ပြောင်းတဲ့အခါထောင်မိုးကဒါကခေါင်းအစွပ်ကွဲဆိုပြီးလွင့်ပစ်လိုက်တယ်ဒါပေမဲ့သူ့ရဲ့တပည့်တစ်ယောက်ကနောင်ထဲမှာထောင်ဟောင်းကိုပြန်သွားပြီးအဲ့ဒီခေါင်းကိုအမိုက်ပုံလေးကနေပြန်ရှာတွေ့ခဲ့တယ် တော်ကြီးတာဗောသူ့ရဲ့နှစ်ပေါင်းများစွာလှုပ်အားဒီမဆုံးရှုံးသွားဘူး ဟုတ်တယ်အန်ဝင်နယ်မဲ့ပျောက်ပြက်ခဲ့ဘူးလို့ဆိုရမှာပါ ဘာလို့တော့ရန်နပိုစာချုပ်ဆိုတဲ့အခါ British Story Back ကစကားပြန်လိုလာတော့ Jackson ကိုထောင်ထဲကနေခေါ်ထုတ်ပြီးစကားပြန်ဖြစ်တုံးခဲ့တယ်အဲ့ဒီတော့ ਨੇ သူလွတ်လာခဲ့တယ် ဟုတ်ပါတယ်ဒါပေမဲ့ပိတ်ဆက်လက်ရောက်တဲ့တန်ဖိုးကအရန်ကြီးမားသွားတယ် သူဇနီးနဲ့တမီးလေးဟာထောင်ထဲမှာခံစားခဲ့ရတဲ့တရားတွေငဖျားယောဂတန်တဲ့ကြောင့်မကြခင်မှာပဲကွယ်လွန်သွားခဲ့ကြတယ် ဒီလောက်ထိဖိပြီးသွားတဲ့လူတယောက်ကရှေ့ဆက်ဖို့ဘလို့များအားတဲနိုင်ခဲ့လဲဆိုတာစဉ်းစားလို့တောင်မရအောင် ဟုတ်တယ်တော်တော်လေးစိတ်တန်းရသွားမှာပဲ ဟုတ်ပါတယ်ဇနီးနဲ့သမီးကွယ်လွန်ပြီးနောက်မှာတော်ထဲမှာတယောက်တည်းရတဲ့လိုနေထိုင်ပြီးဘာသာပြန်လုံးလန်းကိုပဲအာယုံစိုက်ခဲ့လဲ ဒါပေမဲ့ဂျက်ဆင်ကတော့သူ့တန်ရရဲ့နဲ့ပန်းလုံးနေချိန်မှာသာသနာပြုလုပ်ငန်းကတော့မထင်မထားတဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်သွားတယ် ဘယ်လမ်းကြောင်းလဲ အဲ့ဒါကတော့ကရင်လူမျိုးတွေကြားတဲ့ကသာသနာပြုလုပ်ငန်းမှာပဲ အော်
ဂျက်ဆင်ကိုတိုင်ကကရင်ဒီနဲ့အဆက်အသွယ်ရှိခဲ့ပေမဲ့ဒီလုပ်ငန်းကိုအဓိကလုပ်ခဲ့တာကတခြားသူတွေနော် မှန်ပါတယ်ကရင်သာသနာကျူလုပ်ငန်းရဲ့ရွှေဆောင်တွေကတော့ Boardman, Wade နဲ့ Mason တို့ဖြစ်ကြပါတယ်ဒါပေမဲ့အထူးခြားဆုံးပုဂ္ဂိုလ်ကတော့ကိုသားဖြူပါပဲ ကိုသားဖြူသူ့အကြောင်းလေးနည်းနည်းလောက်ထပ်ပြောပြပါအောင် သူကမွန်လူမျိုးတယောက်ရဲ့ကျွန်းဘဝကနေဂျက်ဆင်တို့ကဝယ်ပြီးလူမြဆက်တက်ခဲ့တာသူကပထမဆုံးကရင်ခရစ်စတန်စစ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ သူလူမျိုးတွေစီသာသနာပြန်ဖြူခဲ့တာလား ဟုတ်တယ်သူ့ကိုကရင်တို့၏တမန်တော်လို့တောင်တင်စားခေါ်ဖော်ကြတယ်သူကအစပိုင်းမှာဒေါသကြီးပြီးမြင်ကျဲတဲ့သူတယောက်လို့ဆိုကြပေမဲ့ခရစ်စတန်ဖြစ်လာပြီးနောက်မှာသူ့ဘဝကလုံးဝပြောင်းလဲသွားတယ် စာမတက်ပေမဲ့သူ့ရဲ့ယုံကြည်ချက်ကိုဝေငှရမှာတော့အလုံးကိုထက်တန်တဲ့သူဖြစ်လာခဲ့တယ်ကရင်ယာတွေကိုတရွပြီးတရွချီချင်းခရီးထွက်ပြီးသာသနာပြုခဲ့တယ် သူ့ရဲ့ကြိုးပမ်းမှုကြောင့်ကရင်လူမျိုးတွေကြားမှာခရစ်စတန်ဘာသာကဗမာတွေကြားမှာထပ်ပိုပြီးလင်းမြန်စွာပြန်ပွားခဲ့တယ်ဆို ဟုတ်တယ်အစံပေါင်းများစွာပို့ပြီးလင်းမြန်ခဲ့ပါတယ် ဒါကစိတ်ဝင်စားစရာကောင်းတယ်။ဘာကြောင့်ကရင်လူမျိုးတွေကဗမာတွေထက်ပိုပြီးလင်းမြန်စွာလက်ခံခဲ့ကြတာလဲ ဒါကအဲ့ဒီခေတ်ရဲ့လူမှုနိုင်ငံရေးအခြေအနေကိုထင်ဟပ်နေတာပါဗမာတွေတက်ကဗုဒ္ဓဘာသာဟာသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ identity နဲ့ခွဲမရအောင်ရိုးရက်နေတယ် ။ဟုတ်တယ်။ဘင်းကသာသနာတရားကကို ဟုတ်ကဲ့ဆိုတော့ဗုဒ္ဓဘာသာကိုစွန့်လွတ်လိုက်တာဟာဗမာဖြစ်ချင်းကိုစွန့်လွတ်လိုက်တာနဲ့အတူတူပဲလို့ယူဆနိုင်တယ်ကရင်တွေတွေ့ကြတော့အဲ့ဒီအချိန်ကဘို့ဟိုအစိုးရရဲ့ဖိနှိပ်မှုအောက်မှာနေနေရတဲ့လူမျိုးစုထုခု သူတို့မှာကိုးကွယ်စရာဖြူတော့ကြမ်းနဲ့ဖြူတော့ညီကိုတီတို့ပေါ်လာလိမ့်ပဲဆိုတော့ရှေးရုပ်ရာယုံကြည်မှုတစ်ခုလည်းရှိခဲ့တယ် ။အော်အဲ့ဒီကျွန်တော်ယုံကြည်မှုမျိုးရှိခဲ့တာလား ဟုတ်တယ်ဒီတော့သာသနာပြုတွေရောက်လာတဲ့အခါမှာဒါဟာသူတို့ဆောင်မြုံနေတဲ့ညီကိုတွေပဲလို့ယူဆပြီးဒီပါတာတိတ်ကသူတို့ကိုမျောလင့်ချက်ပေးတယ်လို့ဖြစ်သွားခဲ့တယ်ဒါကြောင့်လက်ခံမှုနှုန်းကအယမ်းမြန်ဟဲ့တာပါ ။ဂျက်ဆင်ရဲ့နောက်ပိုင်ဘိုးဝါကိုအချင်းချုံရရင်သူကအိမ်အောင်နှစ်ခါထပ်ပြိုခဲ့ပြီးနှစ်ပေါင်း33နှစ်ကြာမြန်မာပြည်မှာနေပြီးမှအမေရိကကိုတစ်ခေါက်ပြန်ခဲ့တယ် ဟုတ်တယ် မြန်မာပြည်ကိုပြန်ရောက်ပြီးမကြခင်မှာပဲဖျားနာပြီးပင်လယ်ခီးထွက်ရင်တင်ဘောပုံမှာပဲကွယ်လွန်သွားခဲ့တယ်။သူရဲ့ရုပ်အလောင်းကိုပင်လယ်ထဲမှာပဲတင်ကြလို့ခဲ့ရတယ် သူ့ဘဝရဲ့အစရောအဆုံးမှာပင်လယ်ပြင်မှာပဲဖြစ်ခဲ့တာကလည်းထူးခြားတယ်လို့ဆိုရမယ် ။သူ့ရဲ့အမွေးနှစ်ကိုပြန်ကြည့်အောင် စစ်ထောင်ကူရောက်ကစီခုနှစ်စင်းနေရခလျံဘာသာဝင်90ထောင်ကျော်ရှိခဲ့ပြီအဲ့ဒီတက်က54ထောင်ကျော်ဆိုလိုတာကအများစုကြီးကကရင်လူမျိုးတွေဖြစ်ပါတယ် ။အော်ကရင်လူမျိုးတွေကအများစုပဲ ပိုပြီးအထင်ကြီးစရာကောင်းတာကကရင်ခရစ်ယာန်အတိုင်းဝိုင်းဟာကိုယ့်ရဲ့ရော်ရဲ့ဘာသာရေးခေါင်းဆောင်တွေကိုကိုယ်တိုင်ထောက်ပံ့နိုင်တဲ့ကိုထူကိုထားစနစ်ကိုကျင့်သုံးနိုင်ခဲ့ကြတယ် ။ကိုအားကိုစနစ်ပေါ် ဟုတ်တယ်ပဒိန်မြို့မှာကိုထားဖြူအထိမ့်မဲ့ကြောင်းလက်ဆက်ပုံနှိပ်ဆက်ယုံတွေကိုကိုအားကိုတီထုံနိုင်ခဲ့တယ် ။ဒီအသေးစားလုပ်ငန်းတွေရဲ့အောင်မြင်မှုကနေတဆင့်ပိုကြီးတဲ့အဖွဲ့အစည်းတွေပေါ်လာတယ်နော် ဟုတ်ပါတယ်အင်စင်ကတမကျန်းစာတင်ကြောင်းရန်ကုန်ကနှစ်ချင်းခရီးယန်ပုံနှိပ်တိုက်နဲ့နှစ်ချင်းခရီးယန် college နောက်ပိုင်းမှာရန်ကုန်တက္ကသိုလ်ရဲ့ college တစ်ခုဖြစ်လာတယ်အဲ့ဒီလိုအဖွဲ့အစည်းကြီးတွေပေါ်ထွန်းလာခဲ့ပါတယ် ။တခြားသာသနာပြုအဖွဲ့တွေရဲ့အရေးပါတဲ့လုပ်ငန်းတွေကိုလည်းမေ့ထားလို့မထင်ပါဘူး။ဥပမာ Wesleyan Methodist အဖွဲ့ကမန်လေးမှာတည်ထောင်ခဲ့တဲ့မြန်မာပြည်ရဲ့ပထမဆုံးနူနာခူးဆေးရုံလိုမျိုးပေါ့ ဟုတ်ကဲ့ ဒီနေ့ဆွေးနွေးမှုတွေကိုပြန်ချုပ်ရရင်အဒိုနီယန်ဂျပ်ဆင်ရဲ့ခီးဟာမတော်တဆရောက်ရှိခြင်းပြင်းထန်တဲ့ယုံကြည်ချက်ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့မယုံနိုင်စရာဇွဲလုံလာတော့နဲ့ပြည့်နေတယ် တော့ရဲ့ဘဝဆက်ကြောင်းဟာမြန်မာပြည်ကနှစ်ချင်းခရီးယန်သာသနာရဲ့အစနဲ့ခွဲခြားလို့မရအောင်ဆက်ဆက်နေတယ်ဆိုတော့ငင်းလို့မရပါဘူး ဟုတ်ပါတယ် ဒါပေမဲ့ဒီဇလန်းကလူတစ်ယောက်အကြောင်းချီးပဲမဟုတ်ပါဘူးဘာသာရေးကိုလိုနီစစ်နဲ့စစ်ပွဲနဲ့ဒေသဟန်ယဉ်ကျေးမှုတို့ရဲ့ရှုပ်ထွေးတဲ့အပြန်လည်ဆက်ဆက်မှုကိုဖော်ပြနေတာပါ အထူးသဖြင့်ဗမာတွေနဲ့မတူပဲကရင်လူမျိုးတွေကခရစ်ယာန်ဘာသာကိုဘာကြောင့်လင်းမြန်စွာလက်ခံခဲ့ကြတယ်လဲဆိုတဲ့ချက်ကအဲ့ဒီခေတ်ကလူမှုရေးနဲ့နိုင်ငံရေးချီနေတဲ့ကွာခြားချက်ကိုအကောင်းဆုံးထင်စေပါတယ် ဟုတ်ကဲ့ ဒီဇလန်ကိုနားထောင်ပြီးတော့ဆက်ပြီးတော့စဉ်းစားစရာလေးတစ်ခုထားကြခြင်းပါတယ် ဒီမတန်းကပထမဆုံးနှစ်တည်းဆိုလိုတာက1973ခုနှစ်မှာအဆုံးသတ်ထားပါတယ်ဒီအစောပိုင်းတသနာပြုလုပ်ငန်းတွေရဲ့အမွေနှစ်တည်းအထူးသဖြင့်ကရင်နဲ့ဗမာလို့တိုင်းရင်းသားလူမျိုးစုတွေရဲ့ခရစ်ယာန်ဘာသာနဲ့ပတ်သက်ပြီးရှောက်လှမ်းခဲ့တဲ့မတူညီတဲ့လမ်းကြောင်းတွေကမျက်မှောက်ခေတ်မြန်မာနိုင်ငံရဲ့လူမှုရေးနဲ့နိုင်ငံရေးအခင်းကျင်းအပေါ်ဘလို့များဆက်လက်လွှမ်းမိုးနေနိုင်မလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးတောစရာအချက်တစ်ခုပါပဲ